မင်္ဂလာပါစာပေချစ်သူတို့ရေမိတ်ဆွေတို့ကိုဒီတစ်ခါဖတ်ပြပေးမှာကတော့ကဝေနီရေးသားထားတဲ့တမိုင်းတွေကတစေများဆိုတဲ့ဇလန်းတိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ငယ်စဉ်မှစ၍ယနေ့တိုင်မျိုးမျိုးအဖုံဖုံသောတစေတရေဇလန်းများကိုကြားခဲ့ကြရသည်တရေတစေဆိုသည်မှာအမှန်တကယ်ပင်ရှိသလိုဖျားရှင်လက်ထက်ကဗုဒ္ဓစာပေများတွင်မူအထင်ရှားရှိခဲ့သည်မှန်၏ကပ္ပသမိုင်းမြန်မာသမိုင်းတွင်လည်းတရေတစေဖြစ်ရများသည်အထင်ရှားတသက်တည်ရှိသည်ကိုတွေ့ရ၏ပထမဆုံးကမ္ဘာစာပေထက်တွင်တရေတစေအကြောင်းကိုတွေ့ခဲ့ရသည်မှာယောမလူမျိုးစာရေးဆရာပလင်နီ Pliny the Younger ဆိုသူ၏ပေးစာတစ်စောင်ထဲတွင်ဖြစ်သည်ပလင်နီကသူ့မိတ်ဆွေတဦးထံပေးပို့သောစာထဲတွင်တရေ6သည့်အကြောင်းအရာကိုအကျယ်တဝင့်ရေးသားဖော်ပြထားခဲ့သည်ယောမမြို့တွင်အေသင်မြို့သားတဦးပိုင်အိမ်တစ်လုံးရှိသည်အိမ်မှာကြီးမားကျယ်ပြန့်သောလှပသည့်အိမ်ကြီးအိမ်ကောင်းတစ်လုံးဖြစ်တော်လဲနေမိသူမရှိဖြစ်နေလေ၏အကြောင်းမှာအလွန်ဆိုးသွမ်းပြီးဆက်ဆုပ်စရာကောင်းသောတရေအိုကြီးတစ်ကောင်မင်းမှုတောင်းကျမ်းနေသောကြောင့်ဖြစ်သည်တရေတစေကိုအယုံကြည်မရှိသောဂရိလူငယ်တစုသည်ရဲတင်းစွာဖြင့်ညအိတ်သွားရောက်ကဆန့်တက်ခဲ့ကြသည်ထိုည၌ပင်ထိုလူငယ်တစုတွေးပြက်ထိတ်လန့်ကအရှုံးပေးထွက်ပြေးခဲ့ရသည်လူငယ်တစုပြန်ပြောကြသည်မှာထူးဆန်းထိတ်လန့်ပွဲညညူတန်ကြီးကိုစကြားကြရကြောင်းအော်ဂလီဆန်ပွဲရအနံ့ဆိုးတစ်ခုကြီးကိုလည်းထိုညညူတန်ကြီးနှင့်အတူကလျက်ထွက်ပေါ်လာကြောင်းထို့နောက်လေးလံသည့်တန်ကြိုးကြီးတစ်ခုပို့တိုက်၍လျားလာတန်ကိုကြားရသည့်အခါတွင်ကြောက်စိတ်ကိုဘလို့မှမထိန်နိုင်ကြတော့ဘဲထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု၍ထို့နောက်ပိုင်းတွင်မှထိုအိမ်ကြီးငှားရမ်းမိသူတဦးပေါ်လာခဲ့လေ၏စာရေးဆရာတဦးဖြစ်သူအေသင်နိုဒိုရက်စ်အသနိုဒိုရက်စ်ဆိုသူဖြစ်သည်သူသည်ထိုအိမ်ကြီး၏စိတ်ငြိမ်မှုကိုမြင်ချင်းအလွန်သဘောကျခဲ့သည်ဈေးနှုန်းကလည်းအလွန်ချိုနေခဲ့သည်အိမ်ကအတိလင်းပင်ရင်းအိမ်၌တရေတကောင်ရှိကြောင်းပြောတော်ညာသူသည်နောက်မဆုတ်ဘဲငှားရမ်းခဲ့လေ၏ထိုညကအိမ်ကိုငှားရမ်းလိုက်သူအေသင်နိုဒိုရက်စ်သည်စာအုပ်တအုပ်ထဲ၌စိတ်ကိုနစ်မြုပ်ကာဖတ်ရှုနေချိန်လည်းဖြစ်သည်လေးလံသောတန်ချင်းကြိုးကြီးတစ်ခုပုတ်တိုက်ရွှေ့ရတန်ကရုတ်တရက်ကျဲလောင်စွာပေါ်လာသည်သူအံ့အားသင့်ပြီးအတန်လာရငေးကြည့်နေစဉ်မှာပင်သူရှိတဲ့တွင်အယိုးပြိုင်ပြိုင်ကျနေပြီးဆွေးမြေ့သောအဝတ်စားဖြင့်အဖိုးကြီးတယောက်ဘွားကနဲ့ပေါ်လာလေ၏အဖိုးကြီးပုံမှာဆက်ဆုပ်ယွန်ရှာဖွယ်ရာဖြစ်နေသည်အသားတွေကဆွေးမြေ့ပဲကျနေသည်ပုံမူခြောက်ခြားဖွယ်ကောင်းသည်ကအဖိုးကြီး၏လက်နှစ်ဖက်နှင့်တကိုယ်လုံးကိုကြီးမားသောတန်ချင်းကြိုးကြီးတစ်ခုနှင့်ရစ်ပတ်ကချီနှောင်ထားခြင်းပင်ဖြစ်သည်တန်ချင်းကြိုးကြီးမှာလည်းတန်ချေးတွေအထက်ထက်အေသင်နိုဒိုရက်စ်သည်တတိကောင်းသူတယောက်ဖြစ်သည်မိတို့မြတုံးလုံးချင်းမရှိဘဲအတားရပင်လက်တစ်ဖက်ကိုဝေယမ်းကအဖိုးကြီးအားထွက်သွားစေလိုက်သည်ပြီးနောက်စာဆက်ဖက်နေလိုက်သည်တရေအိုကြီးကခေါင်းခါသည်ထွက်မသွားဘဲအနားတွင်လှဲ့ပတ်လျက်ချင်းကျိုးတံများကိုပိုမိုကျဲလောင်ဆူညံစေကာရွေ့ချားနေသည်တတိကောင်းတလောက်စိတ်တူတတ်သူအေသင်နိုဒိုရက်စ်သည်အနားရှိတုတ်တစ်ချောင်းကိုကောက်ဆွဲကာအဖိုးကြီးအားလိုက်ရိုက်လေ၏ထိုခါတွင်မှတရေအိုကြီးလည်းအိမ်ရှိခြံထဲသို့တန်းနေအောင်ပြေးလေတော့၏အေသင်နိုကနောက်မှတုံနှစ်လိုက်ရာခြံထဲရှိခြုံတစ်ခုနားရောက်တွင်ပျောက်ကွယ်လေသည်အတွေးခေါ်ကောင်းသောအေသင်နိုဟာသည်တရေအိုကြီးပျောက်ကွယ်သွားသောခြုံပုံးနေရာကိုခဲလုံးတစ်ခုဖြင့်အမှတ်အသားပြုထားခဲ့လေ၏နောက်နေ့မိုးလင်းတော့အေသင်နိုသည်ရာဇဝတ်တရားသူကြီးတဦးအိမ်သို့သွားကာအကျိုးအကြောင်းပြောဆိုတိုင်ပင်၏ထို့နောက်အေသင်နိုနှင့်ရာဇဝတ်တရားသူကြီးတို့သည်အေသင်နို၏အိမ်မှကျများကိုခေါ်ကာအေသင်နိုညကအမှတ်အသားပြုထားသောတရေအိုကြီးပျောက်သွားသည့်နေရာကိုတူးဖော်စေ၏အတန်ကြာတူးဖော်ပြီးသောအခါအယိုးစုတစ်ခုကိုတွေ့ရ၏အယိုးစု၏လက်နှစ်ဖက်ကိုမူကြီးမားသောတန်ချင်းကျိုးတစ်ခုနှင့်ခက်ချီနှောင်ထားလေ၏ရာဇဝတ်တရားသူကြီးသည်ရင်းရိုးစုကိုလှည့်ကြည့်ပြီးပြုလုပ်ခဲ့သောမကောင်းမှုကိုရှိပါကပြေပြောက်ပါစေကြောင်းအမိန့်ပြန်ပေးလေ၏ထို့နောက်အယိုးစုလက်မှတန်ချင်းကျိုးကြီးကိုဖြုတ်ပေးလိုက်သည်တင့်တော်သောအခမ်းအနားတစ်ခုဖြင့်ရင်းရိုးစုကိုမြေမြုပ်တကြိုပေးလိုက်ကြသည်နောက်ပိုင်းတွင်ချင်းကျိုးတန်လည်းမကြားရတော့တရေအိုကြီးကိုလည်းမတွေ့ရတော့ပေအထက်ပါအကြောင်းအရာတို့မှာတမိုင်းတွင်အစောဆုံးမှတ်တမ်းတင်ထားသောယောမလူမျိုးပလင်နီ၏ပေးစာပါတရေတစေအကြောင်းအရာများပင်ဖြစ်တော်သည်မိတ်ဆွေတို့ကရောဒီဇလန်းလေးကိုသဘောကျနှစ်သက်ရဲ့လားနောက်ထပ်ဇလန်းအသစ်တွေကိုနားဆင်ရန် subscribe and follow လုပ်ခဲ့ကြဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်ဗျအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်ဝကြပါစေ